နဝါရဲ့သမီးဖီနာကိုကြော်ပြီးဝင်နာရသွားတဲ့မက္ကဆီကိုအခုဆိုရင် Miss Universe 2025ပွဲကြီးလည်းပြီးဆုံးသွားပြီဖြစ်သလိုဝင်နာလည်းမက္ကဆီကိုဆိုပြီးထွက်ပေါ်လာပြီပဲဖြစ်ပါတယ်။မက္ကဆီကိုဝင်နာရသွားတဲ့အပေါ်မှာပရိသတ်တွေကပပနဝက်ကြောင့်ထိုင်လန်ကဝင်နာမရတာဆိုပြီးအားမလို့အားမရတွေဖြစ်နေကြပါတယ်။ဖိလစ်ပိင်းမရပေမဲ့ထိုင်လန်ကမက္ကဆီကိုထက်အသာကြီးပါလို့ပြည်သက်တွေကတထစ်ကျပြောဆိုနေပါတယ်။ Miss Universe ရဲ့အုံနာကမက္ကဆီကိုဖြစ်တာကြောင့်ဝင်နာကိုမက္ကဆီကိုပေးလိုက်တာဖြစ်ပြီးအေရှင်အဖြစ်ကျင်းပနေတဲ့ထိုင်လန်ကိုမကောင်းတက်လို့သာ First Runner Up ပေးလိုက်တယ်ဆိုပြီးပြောဆိုနေကြတာတွေလည်းရှိပါတယ်။ဒီ Miss Universe 2025ပွဲကြီးမှာဖိလစ်ပင်းမယ်အသီးစားသာဝင်နာဆိုပြီးပွဲစကတဲ့ကထင်ကြီးပေးနေကြတာပါ။ Top 5ရွေးပြီးစုကြည်ညာတဲ့အချိန်မှာလည်းပရိသတ်တွေအံ့အားသင့်ခဲ့ရပြီးတော့နောက်ဆုံးဝင်နာကြော်ညာတဲ့အချိန်မှာ Last Standing အနေနဲ့ထိုင်လန်နဲ့မက္ကဆီကိုတို့နှစ်ယောက်သာကျန်ရှိခဲ့ပါတယ်။ပရိသတ်တွေကတော့ဝင်နာဖိလစ်ပင်းလို့မှန်းထားကြတာကို Full Runner Up နဲ့ဖြုတ်လိုက်တဲ့အတွက် Cooking Show ဆိုပြီးပြောနေကြပါတယ်။ Miss Universe ပွဲဆိုတာပြည်သက်တွေတော်တော်များများအားပေးကြရတဲ့ပြိုင်ပွဲကြီးတစ်ခုဖြစ်ပြီးထိုပြိုင်ပွဲမှာဆိုရင်နိုင်ငံပေါင်းစုံကအလှမယ်လေးတွေရှိပြီးသူထက်ငါအပြိုင်လှလှပပပြိုင်ဆိုင်ရတဲ့ပွဲကြီးဆိုလဲမမှားပါဘူးအခု84ကြိမ်မြောက်ပွဲကြီးမှာလဲမြန်မာကိုစားပြုအနေနဲ့မျက်ရတနာစိုးကပါဝင်ရှင်ပြိုင်နေတာဖြစ်ပြီး placement မရရှိခဲ့ပါဘူးအချောအလှတွေများပြီးပွဲကျက်တဲ့နှစ်ဖြစ်တာမို့လို့ Top 5မှာလဲပြည်သက်တွေမျှော်မှန်းထားခဲ့ကြတဲ့အလှမယ်တွေပါဝင်ခြင်းမရှိခဲ့ပါဘူးဝင်နာရတဲ့မက္ကဆီကိုမဲလည်းရသိမ်းရထိုက်လို့ရသွားတာပါပရိသတ်တို့ရောဘယ်လိုထင်ကြလဲကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်